အခုနောက်တစ်ခါအဆင့်3စမယ်ပေါ့နော်အဆင့်3စမယ်ဆိုရင်ဒီ chain ခုနက chain 6ခုနဲ့ခွင်းလောက်ထားတဲ့ကိုထိုးပြီးတော့တိုင်တိုလေးတစ်ခုထိုးမယ်တိုင်တိုလေးပြီးလို့ရှိရင်တိုင်တိုတစ်ခုပြီးရင်တိုင်လက်ထိုးမယ်တိုင်လက်ထိုးပြီးလို့ရှိရင်တိုင်ရှည်3ခုထိုးမယ်နော်ခု1 2 3တိုင်ရှည်3ခုထိုးပြီးလို့ရှိရင်နောက်တစ်ခါတိုင်လက်တစ်ခါထပ်ထိုးမယ်နောက်ပြီးရင်တိုင်တိုလေးတစ်ခါထိုးမယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးပွင့်ဖက်ကလေးတစ်ဖက်ရမယ်ပေါ့နော်ပွင့်ဖက်ကလေးအဲ့ပြီးလို့ရှိရင်နောက်ဒီဘက်ကချိန်6ခုခွင်းတွေကိုတိုင်တိုနဲ့ဝင်မယ်တစ်ခါထိုးမယ်ခုနလိုပဲတိုင်လက်တစ်ခါတိုင်ရှည်3ခါ1 2 3ပြီးရင်တိုင်လက်တစ်ခါပြီးရင်တိုင်တိုတစ်ခါနော်အဲ့ပြီးလို့ရှိရင်ဒီဘက်ခွင်းထဲမှာတိုင်တိုနဲ့သွားပြီးတော့ခုနလိုပဲဒီလိုပွင့်ပတ်ကလေး6ခုဖြစ်အောင်ဆက်ပြီးတော့တစ်ပတ်လည်လုံးထိုးလိုက်ပါဖြစ်ပါတယ်ရှင်။ဒီမှာဒီတစ်ပတ်လည်လုံးထိုးလာခဲ့တာပေါ့နော်ပွင့်ပတ်ကလေးထိုးလာခဲ့တာခုအစနေရာကိုပြန်ရောက်ပြီးအဲ့ဒါဆိုလို့ရှိရင်ဒီနေရာမှာထိုးပြီးတော့ရှက်ကော်လေးနဲ့ဆက်လိုက်ပေါ့နော်။ဒါဆိုရင်အဆင့်3ခုပြီးသွားပါပြီ။ဟုတ်တယ်။နောက်ဆင့်သွားမယ်ဆိုရင်အရင်ဆုံးchain 8ခုထိုးရမယ်1 2 3 4 5 6 8 chain 8ခုထိုးပြီးလို့ရှိရင်ဒီတစ်ခါဒီအပွင့်ကလေးကိုနောက်ကိုလှမ်းလိုက်ပြီးတော့ဒီအပွင့်ဒီဂျားတဲ့ဟာလေးပေါ့နော်ဒီနေရာလေးဒီနေရာလေးတွေမှာသွားဆက်မှာပေါ့နော်ဒါပေမဲ့ဒီလိုအရှိကနေဆက်မှာမဟုတ်ဘူးအပွင့်ကိုနောက်ကိုလှမ်းပြီးတော့မှအဲ့ဒီနေရာလေးမှာသွားပြီးတော့ဆက်မှာပါပွင့်ကိုနောက်ကိုလှမ်းနော်အဲ့ဒါမှသူကအဲ့ဒါကတစ်ထက်ကလေးလိုဖြစ်လာမှာပေါ့နော်အခုထပ်ပြီးတော့ပြောပါမယ်1 2 3 4 5 6 8 8ခုထိုးပြီးလို့ရှင်ဒီအပွင့်နောက်ကျောကပွင့်ဘက်တစ်ဖက်နဲ့တစ်ဖက်ဂျားတဲ့နေရာလေးပေါ့နော်အဲ့နေရာလေးကိုတိုင်တိုလေးနဲ့ဆက်မယ်နော်ဒီနေရာကိုဆက်မှာပေါ့နော်ဒီနေရာကိုဆက်မှာပဲမဲ့ဒီလိုနောက်ကနေဝင်ပြီးတော့ပေါ့နော်ဒီအပေါက်ကနေဝင်ပြီးတော့ဒီဟာလေးကိုအနောက်ကိုပို့ပြီးတော့အနောက်ကနေဆက်တာပါအဲ့လိုမျိုးတိုင်တိုလေးနဲ့ထိုးပြီးတော့ဆက်လိုက်နော်1 2 3 4 5 6 8နော်ဒီတဲကိုဝင်ဒီလိုခွာပြီးတော့အဲ့ဒါนี่အကိုဆွဲထုတ်အမှတိုင်တိုလိုမျိုးဖြစ်လာပြီဆိုရင်တိုင်တိုလေးဖြုတ်လိုက်ပေါ့နော်4 6 8နော်ဒီတဲကိုဝင်ဒီလိုကြော်ပြီးတော့အဲ့ဒါนี่မှအကိုဆွဲထုတ်အမှဆက်ပေါ့နော်အဲ့တော့ဒီနေရာလေးမှာအဲ့ဒီနေရာလေးကအသက်ပဲပေါ့နော်အဲ့ဒါမှသူကဒီလိုကြွကလေးဖြစ်တာပေါ့နော်ဒီလိုကြွပန်းကလေးပန်းထောင်လေးကအဲ့နေရာနောက်ကိုပေါ့နော်ခုနလိုမျိုးကြော်ပြီးတော့ဆက်ထားတဲ့အတွက်ကြောင့်မလို့အဲ့ခွင်းလေးကလို့ဖြစ်တာဖြစ်ပါတယ်အဲကြောင့်မလို့ဒါလေးကတေချာလုပ်ပါနော်အဲဆိုရင်ဒီအဆင့်ပြီးသွားပါပြီအခုအဆင့်4ပေါ့နော်အဆင့်4ပြီးသွားပါပြီအဆင့်4ကဒီဘက်ကကြည့်လို့ရှိရင်ဒီပွင့်ဘက်ကလေးကဒီလိုလေးပေါ့နော်သူ့အနောက်မှာခွင်းကလေးတွေလှုပ်ထားတာပေါ့နော်ခွင်းကလေးတွေchain 8ခုနဲ့ခွင်းကလေးတွေကသူ့အနောက်မှာဒီလိုမျိုးလေးရှိနေမှာဖြစ်ပါတယ်ဆက်ပြီးသွားတဲ့နောက်မှာဒီဘက်ကတိုင်နေဒီဘက်ကခွင်းနဲ့ကိုဝင်ပြီးတော့ရှက်ကော်လေးနဲ့ဝင်လိုက်ပေါ့နော်ဝင်လိုက်ပြီးလို့ရှိရင်ဒီထဲမှာ chain 3ခုထိုးမယ် chain 3ခုကတိုင်တစ်တိုင်အနေနဲ့တက်မယ်ပဲပေါ့နော်အဲ့ chain တစ်ခုအဲ့ chain 3ခုတိုင်တစ်တိုင်အပါကိုတိုင်စုစုပေါင်းတိုင်8တိုင်ထိုးရမှာဖြစ်ပါတယ်1 2 3 4 5 6 နော်ဒီဖက်ထဲမှာဒီခွင်းထဲမှာchain 8ခုခွင်းထဲမှာတိုင်8တိုင်ထိုးရမှာဖြစ်ပါတယ်ထိုးပြီးရခါကြလို့ရှိရင်chain 2ခုချရမယ်chain 2ခုချပြီးလို့ရှိရင်နောက်တစ်ခါဒီဘက်ခွင်းထဲပေါ့နော်နောက်တစ်ခွင်းမှာသွားပြီးတော့တိုင်8တိုင်ဆက်ထိုးပါမယ်အဲ့ပြီးလို့ရှိရင်ထုံးစံတိုင်းchain 2ခုချပါတော့အဲ့တော့ကျန်တဲ့ခွင်းလေးတွေမှာလည်းအဲ့လိုပဲတိုင်8တိုင်chain 2ခုချတိုင်8တိုင်နဲ့အကုန်လုံးပတ်လေးအပြည့်ထိုးမယ်ထိုးပြီးလို့ရှိရင်ပြီးတာနဲ့ဒီတိုင်ထိပ်မှာပြန်ပြီးတော့ဆက်လိုက်မယ်ပေါ့နော်အစားဆုံးပြန်ပြီးတော့ဆက်လိုက်မယ်ကဲ